ပြန်လဲလုံးမရတာမင်းမမေ့နဲ့အချင်းဟာတန်ဖို့ရှိတယ်ရည်ရွယ်ချက်လေးထားခွင့်ဖြစ်တယ်လို့မနေပါနဲ့ညီလေးရဲ့ကိုတော့အပေးထားတဲ့ယာရီလေးလုံတဲ့ပြောင်းပြန်သွားအောင်မင်းမလုံးနဲ့အချင်းမငေါတာတွေကအတုံးမဝင်ဘူးခွဲမခင်ကြိုတဲ့စဉ်းစားတော့ခွဲယုံကြည်ခြင်းတွေလည်းမပြတ်စေနဲ့တန်တရားတွေနဲ့အတမရှင်စမ်းနဲ့ခွဲဒီခင်ဗျာတင်တာစဉ်းစားရှိတဲ့လက်ကိုကိုင်ဆွဲဒီမှာလုံးတော့ခွဲမဖြစ်စေနဲ့ဆိုင်ပြိုးခဲ့တဲ့ရာတွေတန်ဖို့ရှိစေခွဲစင်ဆောင်တဲ့သက်ရှင်ရဲ့ကိုတော်ရှင်နာမနဲ့ရိုးရဲ့စေကိုအောင်များနဲ့ကိုတော်ရှင်တို့စကားပူဇော်ခွဲကိုတော်တို့ဖြစ်စေမယ်ပြန်လဲပြီးတော့ခံခွဲကိုတော်ဆိုင်ပြိုးစကားပူဇော်ခွဲပြိုရဲ့စေခွန်အားများနဲ့ကိုတော်ရှင်အတွက်စကားပူဇ